Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အပြောင်းငပိရဲ့တူးစရာလေးရဲ့ပေါ့နော်တူးစရာလေးကကိုယ်တိုင်လုပ်ထားတာပါရှင်ချင်းပတ်လေးပါမုံလာဦးချင်းပတ်လေးရဲ့ကစွန်းညွတ်ချင်းပတ်လေးရဲ့ပြီးရင်တော့ဒါလေးကကြောက်ဖီုံလေးနဲ့ငဆုံလေးကိုအချိုးပေါ့နော်အရေးတောက်လေးချက်ထားတာလေးနဲ့စားပါမယ်ရှင်ကဲပြုံးတဲ့တူတူလိုက်စားကြပါအောင်ရှင်ကဲငပိရည်လေးနဲ့အရင်စားပါမယ်ရှင်ငပိရည်လေးကငခုလေးနဲ့ချက်ထားတာပါရှင်ချင်းပတ်လေးရယူပြီးတော့ပကံနဲ့ပဲပုံထားလိုက်တော့စားကြပါအောင်ရှင်ပြောရအောင်ကလေနိုင်ငံလမ်းပေးတဲ့လမ်းဖြစ်တော့နောက်ကတန်လေးတွေနည်းနည်းတော့စူရတိခံလေးနားထောင်ပြကြပါရှင်ကစွန်းရချင်းပတ်လေးအရင်စားပါကြောက်ပြုံလေးနဲ့ငါဆောက်ကလေးနဲ့အချိုးချက်ငါအပြောင်းငပိရည်နဲ့တို့စရာပါလို့ကတော့ထမင်းတစ်ပကံခဏလေးပဲတတ်တူတူပဲ